တမိုင်းတစ်လျှောက်ကဘာမြေပြင်ရဲ့လေးပုံတစ်ပုံကိုအုပ်ချုပ်ခဲ့တဲ့အင်ပါယာတွေရှိခဲ့ပါတယ်။အဲ့ဒီအင်ပါယာတွေကဘာတွေဖြစ်ပြီးဘလို့အကြီးဆုံးဖြစ်လာခဲ့ကြတာလဲ။ဒီဗီဒီယိုမှာတမိုင်းတစ်လျှောက်အကြီးဆုံးအင်ပါယာ10ခုကိုတိုင်းလိုက်အလိုက်ကြည့်ကြမယ်။အချို့အင်ပါယာတွေကကမ္ဘာမြေပုံကိုတောင်ပြောင်းလဲသွားစေခဲ့ပါတယ်။အာခီမီနစ်အင်ပါယာဟာကြီးကျယ်သောပါရှန်အင်ပါယာဖြစ်ပါတယ်။ Cyrus ဘုရင်ကတည်ထောင်ခဲ့တာပါ။အီဂျစ်မှသည်အိန္ဒိယအထိကျယ်ပြန့်ပါတယ်။ Area စတူရန်ကီလိုမီတာ 9.5 မီလီယံခန့်ကျယ်ဝန်းပါတယ်။မတူညီသောယဉ်ကျေးမှုများနှင့်ဘာသာတရားများစွာကိုအုပ်ချုပ်ခဲ့တဲ့အင်ပါယာကြီးပါ။ရောမအင်ပါယာကြီးကိုစတင်တည်ထောင်ခဲ့သူကတော့ Augustus Caesar ပါ။ရောမအင်ပါယာဟာသမိုင်းထဲမှာအလွှမ်းမိုးဆုံးယဉ်ကျေးမှုများထဲမှာတစ်ခုဖြစ်ပါတယ်။မြေထဲပင်လယ်တဝိုက်ရှိနယ်မြေများပါဝင်ပြီးတော့စတူရန်ကီလိုမီတာ5မီလီယံခန့်ကျယ်ဝန်းခဲ့ပါတယ်။ရောမဥပဒေနဲ့အစိုးရဆိုတာခေတ်သစ်နိုင်ငံများစွာကိုလွှမ်းမိုးခဲ့တဲ့အင်ပါယာကြီးပါ။ဒီအင်ပါယာကြီးဟာ AD 900စုမှာပြိုလဲခဲ့ပါတယ်။အော်တိုမန်အင်ပါယာဟာအရှေ့ဥရောပအရှေ့လယ်ပိုင်းနဲ့မြောက်အာဖရိကကိုအကြာကြီးအုပ်ချုပ်ခဲ့တဲ့အင်ပါယာကြီးဖြစ်ပါတယ်။1453ခုနှစ်မှာကွန်စတန်တီနိုဘယ်ကိုသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းဟာအော်တိုမန်အင်ပါယာကြီးအားကောင်းဆုံးအချိန်တွေပါ။အဲ့ဒီမြို့ဟာယနေ့အစ္စတန်ဘူဖြစ်လာခဲ့ပါတယ်။2600ကျော်ရှည်လျားစွာတည်ရှိခဲ့တဲ့အင်ပါယာတစ်ခုလည်းဖြစ်ပါတယ်။အဘာစစ်ခါလီဖိတ်ဟာအစ္စလာမ်နိုင်ငံကြီးမှုရဲ့ရွှေခေတ်ကိုဖြစ်ပေါ်စေခဲ့တဲ့အင်ပါယာဖြစ်ပါတယ်။ခေတ်သစ်အီရတ်နိုင်ငံနေရာကိုဗဟိုပြုပါတယ်။ဘဂ္ဂဒက်မြို့ဟာကမ္ဘာအကြီးဆုံးသိပ္ပံနဲ့ယဉ်ကျေးမှုစင်တာတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီခေတ်မှာသိပ္ပံသင်္ချာဆေးပညာတို့အရန်တိုးတက်ခဲ့ပါတယ်။ဥမာယကယ်လီဖိတ်ကိုတည်ထောင်ခဲ့သူကတော့မူအာဝီယာအဖနစ်ဘီဆုယန်ပါအစ္စလမ်သမိုင်းထဲမှာအကြီးဆုံးအင်ပါယာတွေထဲကတစ်ခုဖြစ်ပါတယ်။အာရတ်ကျွန်းဆွယ်ကနေစတင်ပြီးအရှေ့အလယ်ပိုင်းမြောက်အာဖရိကနဲ့စပိန်ထိဆက်ထွင်ခဲ့ပါတယ်။ရှေ့ရာစုအတွင်းမှာဥမာယကယ်လီဖိတ်ဟာကမ္ဘာအကြီးဆုံးအင်ပါယာတွေထဲကတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီအင်ပါယာကြီးဟာ AD 950မှာပြိုလဲခဲ့ပါတယ်။ AD 1492လောက်ကစတင်ခဲ့တဲ့စပိန်အင်ပါယာကြီးဟာတစ်ချိန်ကကမ္ဘာအကြီးဆုံးအင်ပါယာဖြစ်ခဲ့ပါတယ်။16ရာစုအတွင်းမှာစပိန်နိုင်ငံဟာအမေရိကတိုက်များစုကိုအုပ်ချုပ်ခဲ့တာပါ။စတူရန်ကီလိုမီတာ73တန်းကျော်ကျယ်ဝန်းခဲ့ပါတယ်။မက္ကဆီကို၊ပီရူးနဲ့ဖိလစ်ပိုင်တို့ဟာစပိန်အင်ပါယာရဲ့အရေးကြီးတဲ့နယ်မြေတွေဖြစ်ခဲ့ပါတယ်။နေမဝင်အင်ပါယာလို့တောင်ခေါ်ခဲ့ကြရတဲ့အင်ပါယာကြီးတစ်ခုပါ။ရှင်အင်ပါယာဟာတရုတ်သမိုင်းမှာအကြီးဆုံးအင်ပါယာဖြစ်ပါတယ်။မန်ချူအင်ပါယာလို့လည်းခေါ်ကြပါတယ်။စတူရန်ကီလိုမီတာ14တန်းကျော်ကျယ်ဝန်းခဲ့ပါတယ်။မန်ချူလူမျိုးချင်းမင်းဆက်တွေကတည်ထောင်ခဲ့ပြီးတရုတ်နိုင်ငံကိုရာစုနှစ်အများကြီးအုပ်ချုပ်ခဲ့ကြတာပါ။အဲ့ဒီအချိန်မှာတရုတ်နိုင်ငံရဲ့နယ်မြေဟာယနေ့ထက်တောင်ပိုကြီးမားခဲ့ပါတယ်။ရုရှားအင်ပါယာဟာဥရောပကနေအာရှအထိကျယ်ပြန့်တဲ့အင်ပါယာဖြစ်ပါတယ်။စတူရန်ကီလိုမီတာ22တန်းကျော်ကျယ်ဝန်းပြီးသမိုင်းမှာတတိယအကြီးမားအကျယ်ပြန့်ဆုံးအင်ပါယာကြီးပါ။ပီတာတီဂရိတ်နဲ့ကတ်တယင်းတီဂရိတ်တို့လက်ထက်မှာအကျယ်ပြန့်ဆုံးဖြစ်ခဲ့ပြီးကမ္ဘာကုန်းကြီးရဲ့6ပုံတစ်ပုံလောက်ထိရှိခဲ့တာပါ။မွန်ဂိုအင်ပါယာဟာသမိုင်းမှာအမြန်ဆုံးချဲ့ထွင်နိုင်ခဲ့တဲ့အင်ပါယာတစ်ခုဖြစ်ပါတယ်။ဂျင်ဂစ်ခန်ဦးဆောင်တဲ့မြင်းစည်းစစ်တပ်တွေကအာရှကနေဥရောပအထိအင်ပါယာကိုချဲ့ထွင်ခဲ့ကြတာပါ။73ရာစုမှာမွန်ဂိုအင်ပါယာဟာကမ္ဘာမြေပြင်ရဲ့တစ်အကြီးဆုံးအင်ပါယာဖြစ်ခဲ့ပါတယ်။နိုင်ငံငယ်လေးကနေသမိုင်းမှာဒုတိယအကြီးဆုံးအင်ပါယာဖြစ်ထူထောင်ပြီးကမ္ဘာကိုကင်လုပ်ခဲ့တာပါ။
နံပါတ်1ကတော့ဗြိတိရှအင်ပါယာကြီးဖြစ်ပါတယ်။တစ်ချိန်ကဗြိတိရှအင်ပါယာဟာကမ္ဘာမြေပြင်ရဲ့၄ ပုံတစ်ပုံကိုအုပ်ချုပ်ခဲ့တာပါ။စတုရန်ကီလိုမီတာ35 တန်းကျော်ရှိခဲ့တာပါ။အိန္ဒိယကနေဒါ၊ဩစတြေးလျနဲ့အာဖရိကနယ်မြေများစွာဟာဗြိတိရှအင်ပါယာအောက်မှာရှိခဲ့တာပါ။ဒါကြောင့်ဒီအင်ပါယာကြီးကိုနေမဝင်အင်ပါယာကြီးလို့ခေါ်ခဲ့ကြတာပါ။